တင်းယောက်ျားတင့်ကိုဂယူးမဆိုင်ဘူးဆိုရင်ဒီနီလန်းကိုအတုံးချကြည့်ပါဒီနီလန်းကိုအတုံးချခြင်းအပြင်တင်းယောက်ျားတင့်ကိုပြန်ပြီးတော့ဂယူးဆိုင်လာမှာသိချပါတယ်ခင်ဗျလူအများစုကထင်နေကြတာကယောက်ျားကဂယူးမဆိုင်ရင်ယောက်ျားကိုပြန်ပြီးတော့ဂယူးဆိုင်ရင်ယောက်ျားပြန်ပြီးတော့ဂယူးဆိုင်လာမယ်လို့ထင်နေကြတယ်ဟုတ်တယ်တော်တော်များများကဒီလိုလုပ်ကြတယ်ဒါပေမဲ့ကိုလိုချင်လောက်ရလက်တွေမထွက်လာဘူးဟုတ်တယ်ဟုတ်အဲ့လိုဖြစ်နေပါလားခင်ဗျတင်းအနေနဲ့ဒီလိုဖြစ်နေရဆိုရင်တင်းအဓိကလောက်ရမယ့်အရာတခုကတင်းကိုတင်ပဲပြန်လာပြီးတော့ဂီယိုဆိုင်ပါတင်းရဲ့ခန္ဓာကိုယ်လာပါမှုကိုပို့ပြီးတော့ဂီယိုဆိုင်ပါနံပါတ်1ချက်တင်းရဲ့စိတ်နေစိတ်ထားကိုပြန်ပြီးတော့ဂီယိုဆိုင်ပါဘယ်လိုမျိုးဂီယိုဆိုင်ရမလဲဆိုတော့အပြုတ်တဘောဆောင်တဲ့ဖက်ကိုများသွေးပေးဖို့လိုပါတယ်ခင်ဗျတင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးအစင်ပြေလို့တင်းလို့တင်းရဲ့အချစ်ရေးတင်းရဲ့အိမ်တော်ရေးကိုထိန်းချုပ်ချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်ဆေးရိုက်ပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ